အခုဒီသမုတ်ထားတဲ့သိနေရအကြောင်းချက်နှစ်မျိုးကြောင့်မို့ပဲပြက်တယ်အဲ့ဒါမှတ်တာနံပါတ်1ကကဘာမြေကြီးပြက်စီးသွားရင်ဒီသိနေရလည်းပဲသူ့ဟာသူမြေကိုခံတဲ့ရေတိုင်အောင်သမုတ်ထားတဲ့သိနေရလည်းပြက်စီးသွားတယ်ကဘာကြီးပြက်စီးသွားရင်ဟုတ်တယ်မလားနောက်တစ်ခုကျတော့ယဟန်တန်ဃာတော်တွေကမလိုအပ်တော့ဘူးဆိုပြီးတော့အဲ့ဒါကိုကမဝါစာနဲ့အဲ့ဒီသိအတွင်းထဲမှာသွားတယ်ပြီးတော့နှုတ်ပလိုက်ရင်လည်းအဲ့ဒီသိကပြက်တယ်အဲ့ဒီသိကပြက်တယ်စကားမဆက်ဒီသိကတော့အကုန်လုံးသမုတ်ထားတာပေါ့အော်အရင်အဟောင်းမယ်ဒါဥပရိပါဒာမဟုတ်ဘူးဒီဥဒုံကမှတချို့ကြတော့ဒီဘက်ခေတ်တွေမှာခေတ်စားတယ်နော်ဥပရိပါဒာဆိုတာအခုလိုသုံးဓာတ်အကြောင်းကြီးမှာအပေါ်ဆုံးဓာတ်ပဲဒီပြလို့သမုတ်တယ်ဖေရပေါ့ဒီလိုသိမ်မျိုးနဲ့ဘလို့ကွာလဲလို့မင်းရင်ဒီလိုသိမ်မျိုးကတော့သူ့ဟာသူအဆောက်အဦကြီးတွေ10ဓာတ်ဆောက်ဆောက်15ဓာတ်ဆောက်ဆောက်အပေါ်မှာသိမ်မယ်ဘာမှမပြက်ဘူးနော်ပြိုကျသွားလဲအကြောင်းတစ်မျိုးကြောင့်မို့ပြိုကျသွားငရင်လှုပ်လို့ဆူနာမီဖြစ်လို့ပြိုကျသွားအောက်ကမြေကြီးကသိမ်မယ်ဘာမှမဖြစ်ဘူးခုနကအပေါ်ဓာတ်ကိုသာသိမ်သမုတ်ထားတယ်ဆိုတာကြတော့အဆောက်အဦပြိုကျသွားအဲ့ဒါသိမ်မှာပါသွားတယ်ဘာမှမကြံတော့ဘူးအင်္ဂလန်နိုင်ငံမှာလန်ဒန်မြို့မှာတခါတော့ဆရာတော်ကြီးတွေကိုလှမ်းလျှောက်ဖို့တဲ့တခါကြီးဥနုလက်ထက်ကပေါ့သူတို့ဒုံလဘရဟန်းခံပွဲလုပ်ချင်တယ်ဗျာအဲ့ဒီသူတို့တန်ယုံလေးတစ်ထပ်ကိုသိမ်သမုတ်ချင်တယ်ရလားသိမ်သမုတ်ပြီးလို့ရှင်တယ်တန်သိမ်ကိုဖျက်ချင်တယ်ရလားပေါ့မေးတာရတယ်ဆိုဘုန်းကြီးရဟန်းတွေကသိမ်လေးအဖြစ်နဲ့ခဏသမုတ်လိုက်တယ်သမုတ်ပြီးတော့ပြန်နှုတ်ပလိုက်တယ်ရဟန်းခံတဲ့ကိစ္စတွေပြီးရတယ်လုပ်လို့ရတယ်အခုဒီလိုအဆောက်အဦမျိုးပေါ့ဟောဒီမှာတွေ့လားဟာလာဟင်းလင်းကြီးအောက်မှာတိုင်မပါဘူးအထက်ခါကိုအလဲဓာတ်ကိုသမုတ်ချင်တယ်ဒီအပေါ်ဓာတ်ကိုသမုတ်ချင်တယ်ဆိုရင်အဲ့ဒီအတွင်းထဲကိုသူနမိတ်လို့ခေါ်တဲ့တိုင်လေးတွေပေါ့သင်္ကေတလေးတွေပေါ့နော်သင်္ကေတတို့နိမိတ်တဆိုတာပါဠိစကားတွေပါပဲအမှတ်အသားလေးပေါ့ထားရပြီးတော့တိမ်သမုတ်ဒီတစ်ထပ်ပဲသူကတိမ်ဖြစ်တယ်ဒီအောက်ကိုသူကမရောက်ဘူးအလဲကောင်မှာတိုင်အောက်မှာတိုင်နေရှိနေတယ်ဆိုတော့အောက်ပါရောက်တယ်သူကဆိုကြပါစို့အပေါ်ဓာတ်မှာပဲတိမ်ဆိုရင်အပေါ်ဓာတ်မှာတိမ်ကန်ကြီးကန်ငယ်ရဟန်းတော်တွေကဆောင်းနေတယ်ဆိုရင်အောက်မှာရဟန်းတော်တွေရှိတယ်ဘာမှဖြစ်ဘူးသူကအပေါ်ဓာတ်တင်တိမ်ဖြစ်တာဟုတ်ပြသူကအပေါ်ဓာတ်တင်တိမ်ဖြစ်တာဟိုဟာမျိုးကြတော့လုံးလို့မရဘူးအောက်ကသူကအထက်ဓာတ်အကုန်လုံးအထက်ဖြစ်နေတာဖြစ်တယ်အပေါ်ဓာတ်မှာကန်ကြီးကန်ငယ်လုတ်တယ်နော်တန်ဃာတော်ရှင်မြတ်တွေအောက်ထပ်နေလို့မရဘူးအောက်ထပ်မှာကန်ကြီးကန်ငယ်လုတ်နေတော့အပေါ်ဓာတ်မှာရဟန်းတော်တွေပေါ့ကိုရင်တွေကကိစ္စမျိုးနေလို့မရဘူးအရေးကြီးဆုံးကတော့ကန်ကြီးကန်ငယ်ဆောင်းတဲ့ပုတ်နေရာမှာဒကာဒကမတွေကအရေးမကြီးဘူးဒကာဒကမတွေဝင်းထိုင်လို့ရတယ်ဒီရဟန်းတော်တွေဝင်ခွင့်မရှိဘူးဘာဖြစ်လို့လဲဒီကံကိုသူကပြက်စေတဲ့အကြောင်းကြောင့်မို့ဒီကံကိုဖျက်ဆီးရရောက်နေတဲ့အတွက်ယဟန်တော်တွေကဒီသူတို့နဲ့နိတိကကလားထိုင်ရင်ထိုင်မထိုင်ရင်အဝေးရသွားတယ်အဝေးကြီးတောင်မဟုတ်ပါဘူးခုနကဘုန်းကြီးပြောခဲ့တယ်3ပေအကွာလောက်ကထိုင်နေရင်ကိုပဲဒီကံဟာပြက်စီးတယ်မအောင်မြင်ဘူးရှိသေးတယ်ရွာသိမ်ခုနကပြောတယ်ခါမသိမ်ပေါ့နော်တရွာတကြီးတစ်ပိုင်းကိုဒီလိုဘာမှလည်းအဆောက်အဦလည်းမရှိဘူးဂါမသိမ်ဖြစ်နေရဟန်းခံပြီးတော့နေသိမ်မန္လီဆရာတော်ကြီးကသူငယ်ငယ်တော့ရဟန်းခံခဲ့တယ်ရွာရဲ့နယ်မြေတွေမှာတော့အဆောင်ထားတယ်ကျောင်းရွာထဲမှာဂါမသိမ်နဲ့ရဟန်းခံတာဖြစ်တဲ့အတွက်ဒကာဒကမတွေလာနေတော့ကိစ္စမရှိဘူးဘုန်းကြီးရဟန်းတွေများလာနေရင်ဒီနားမှာဖြော်ရည်ရှိတယ်စားစရာတောက်စရာတွေရှိတယ်ပင့်ထားအောင်ရွာထဲမှာရဟန်းခံပွဲရှိနေလို့ပါခဏလို့သူတို့ခေတ်ကတော့ရွာထဲကနေကိစ္စဝိစ္စကန်ကြီးကန်ငယ်ဆောင်းတော့မယ်ဆိုလည်းအချက်ပေးရတယ်ကြီးမောင်းလေးတွေကြီးစီလေးတွေနဲ့နော်အဲ့လိုခောက်လိုက်ပြီးဆိုရပါဆိုတဏှာကြီးကြားမယ်ဆိုရင်နောက်ပြီးသွားရင်လည်းသူအချက်ပေးလိုက်တယ်တဏှာကြီးအတွင်းမှာယဟန်တော်တွေမဝင်စေရဘူးဝင်တဲ့ပုဂ္ဂိုလ်မရှိစေရဘူးရွာထဲရတဲ့အိမ်ထဲမှာလည်းရှိနေရင်ဧည့်သည်အာဂန္တုတွေရှိရင်သွားပင့်ရတယ်ဒီပြတော့မလာခြင်းဘူးဆိုရင်သူကရွာရဲ့အပြင်ကိုထုတ်ပြရတယ်ဆိုတာတော့အဲ့ဒီရွာကြီးအဝင်းတိုင်းထဲမှာသူတို့ရဲ့အစုလေးကလွဲတဲ့ပြီးတော့တခြားယဟန်တော်မရှိစေရဘူးအဲ့ဒါလိုနီးနဲ့ယဟန်ခန္ဓာမာနီဆရာတော်ကြီးကဘုန်းကြီးတစ်ပါးကတောထွက်ကြီးတွေဗျာလှဲကြီးနဲ့မောင်းဝင်လာတယ်ဒကာတွေကတော့တားတယ်စောင့်နေတဲ့ဒကာတွေကအရှင်ဘုရားဟိုအထဲထဲမှာရွာထဲမှာဒီပြလိုရဟန်းခံပွဲလုပ်နေလို့ပါဆရာတော်ဒီနားလေးခဏလှဲရက်ပြီးတော့ကြွပြီးတော့ဒါလေးလက်ဖေးလေးတောက်ပါအောင်ဗျာတောထွက်ကိုတော်ကြီးဘာမှလည်းနားမလဲငါကိစ္စလေးရှိလို့ပါကွာခဏလေးပါဆိုပြီးတော့လှဲကြီးမောင်းပြီးရွာထဲဝင်ချသွားတာဒကာတွေကလည်းမပြောရတော့ကြည့်နေရတာဆရာတော်ကြီးယဟန်3ဝါလောက်ကြာမှဆရာတော်ကြီးကအဲ့ဒီအဖြစ်အပျက်ကိုသိတယ်တဆင်စကားတဆင်နာဖုံးထားကြပြီလို့ပေါ်သွားတာဒီမှာပေါ့ဆရာတော်ကြီးကတကယ်ဝိနည်းဂရုကပေါ့ဝိနည်းတော်ကိုအလေးနဲ့ထားတဲ့ပုဂ္ဂိုလ်ဆိုတော့ပြန်ပြီးတော့ရဟန်းခံပြစ်တာအဲ့ဒီဝါ3ဝါကိုလည်းဆရာတော်ကြီးကဖျက်ပြစ်တာမူလတုန်းကဝိသုဒ္ဓအောင်ဆိုကြီးနဲ့ဝါအတူပဲလို့ကြားဘူးလေသူကဝိသုဒ္ဓအောင်ဆိုကြီးနောက်ပိုင်းကျ3ဝါငယ်သွားတာအသက်တယ်2ဝါလားငယ်သွားတယ်2ဝါနဲ့တူတယ်နော်2ဝါကြောက်ကြမှာသိတာသူ့ရတန်ရှင်းမှုမရှိဘူးသူရဟန်းခံခဲ့တာတန်ရှင်းမှုမရှိဘူးဆိုပြီးတော့
မန်နီဆရာတော်ကြီးကအဲ့လိုပြန်ပြီးတော့ရဟန်းခံခဲ့တာလေဗျာဟုတ်လားနော်ဒါကြောင့်မို့ခရစ်တာသိနဲ့ပတ်သက်ပြီးတော့ဘောစကားလေးဟုတ်လားနော်ဦးစင်းကွင်နေလဲသဘောပေါက်နားလဲအောင်သိတဲ့သိတိုက်တာတွေလည်းထည့်ပြောခဲ့တာဟုတ်ပြီလားနော်